အားလုံးပဲမင်္ဂလာပါဒီနေ့တော့ Reader တို့တွေ August Address Energy Prediction Rating လေးဖတ်ကြည့်ကြမယ်ပေါ့နော်ဆိုတော့အရင်ဆုံး buy လေးတွေရွေးလိုက်ကြမယ်ဒီနေ့ Reader သုံးထားတဲ့ဒီ deck လေးပေါ့နော် buy picking အတွက် Reader သုံးထားတာက tarot deck ပဲပေါ့နော်ဒါမဲ့တော့ဒီ Rider Waite Smith ရဲ့ artwork ကိုတိုက်ရိုက်ကြီး inspire ယူထားတာမဟုတ်ဘူးOracle လို့လည်းသုံးလို့ကောင်းတယ်ပေါ့နော်ဆိုတော့ဒီ buy picking အတွက် Reader ဒီ deck လေးကိုသုံးထားရပေါ့နော်ဆိုတော့အရင်ဆုံးဒီ card လေးက Justice card ပေါ့နော် buy one ပေါ့ချိန်ခွင်လေးတစ်ခုရှိရယ်တစ်ဖက်မှာဖိုးတက်တဲ့အကြောင်းမြတ်ရတနာလေးတွေတစ်ဖက်မှာကျတော့လှိပ်ပြလေးပေါ့ပုံမှန်စဉ်းစားကြည့်မယ်ဆိုလို့ရှိရင်ဒီဘက်ကအကြောင်းမြတ်ရတနာတွေကပို့ပြီးတော့အလေးချိန်တစ်ခုရှိမှာပေါ့နော်ဒါမဲ့ဒီ artwork မှာဘာဖြစ်လို့လှိပ်ပြလေးရှိနေတဲ့ဘက်အချမ်းမှာချိန်ခွင်ကပို့ပြီးတော့အလေးသားတယ်လို့ဖြစ်နေရလဲပေါ့နော်ဒါလေးက card trading အမှုပညာလေးပဲပေါ့နော်ဆိုတော့ဒါလေးက buy one ပေါ့နော် Justiceဒါလေးကတော့ pie 2ပေါ့နော် the levels လက်ကလေးနှစ်ဖက်ရဲ့ပန်းပွင့်လေးတွေရဲ့စူးလေးတွေရဲ့လိမ့်ပြလေးတစ်ကောင်ရဲ့ပေါ့နော်ဆိုတော့ဒါလေးက pile 2ဖြစ်မယ်နော်ဒါလေးကလည်းလက်ကလေးနှစ်ဖက်နဲ့ပဲเนาะဒါမဲ့ဒီမှာသူကကြာဒီလက်နှစ်ဖက်ကလူတစ်ယောက်တည်းရဲ့လက်နှစ်ဖက်ပေါ့နော်အရှိ pile 2ကကြာတော့လူနှစ်ယောက်ရဲ့လက်တစ်ဖက်စီဖြစ်မှာပေါ့နော်ဒီ the magician မှာတော့လူတစ်ယောက်တည်းရဲ့လက်နှစ်ဖက်เนาะကိုပေါ့ကိုဆိုလို့ရှိရင်လည်းကိုရဲ့လက်ကလေးနှစ်ဖက်ပေါ့ပြီးတော့စက်ကြောလာကြီးရဲ့ကျယ်တွေလာလေးတွေရဲ့ပေါ့ဆိုတော့โอเคရာတို့တွေအရင်ဆုံးပိုင်းလေးရွှေ့လိုက်ကြမယ်ထုံးစံအတိုင်းပဲရာမြေပြောနေသလိုဘာရွေးတဲ့အချိန်မှာ artwork တွေစာသားတွေကိုလိုက်ကြည့်တာကိုကတွေရဲ့အတိတ်ပဲကိုအထိုင်လျောက်သိနေတဲ့အခါမှာဒီအတိတ်ပဲလေးကိုငါလိုချင်တဲ့သဘောကျရဲဆိုပြီးတော့เนาะအဲ့လိုရွေးလိုက်တာထက်ပေါ့เนาะဒီ reading ထဲမှာတော့ငါကြိုပြီးတော့နားထောင်ထားလို့ရှင် August လထဲမှာငါအတွက်တခုခုအသုံးဝင်မယ်အကျိုးရှိမဲ့ information တွေ message တွေပါနေမယ်လို့ခံစားမိတဲ့ပိုင်းလေးကိုရွှေ့ပါပေါ့နော်ဆိုတော့ တခုချင်းစီ reading ကိုမတော်လိုက်ခင်မှာဒီ power picking လုပ်ဖို့အတွက်သုံးထားတဲ့ဒီ card 3ခုရဲ့ message ပေါ့နော်ဒီမှာဆိုလို့ရှိရင်လက်ကလေးတွေပြန်ပါနေတာbutterfly ပေါ့နော်လိမ့်ပြလေးတွေပါနေတာပြီးတော့ justice card ရဲ့ energy ပေါ့နော်ဒါတွေအကုန်လုံးပေါင်းပြီးတော့မှဒီ reading ကိုနားထောင်နေတဲ့သူတွေအားလုံးအတွက် collective message အနေနဲ့ဒီကတော့ဘယ်လိုလေးဖတ်ကြားပေးခြင်းလဲဆိုတော့ August လဟာကိုယ့်အတွက် transformation ပေါ့နော်ကိုပြောင်းလဲဖို့ကိုပြောင်းလဲဖို့ဆိုတဲ့စီမှာကိုယ့်ရဲ့ဒီလို personality နဲ့ပတ်သက်တဲ့နေရာတစ်ခုခု personal development နဲ့ပတ်သက်တဲ့နေရာတစ်ခုခုလည်းဖြစ်ကောင်းဖြစ်နိုင်တယ်။သို့မဟုတ်ဆက်ဆံရေးတွေနဲ့ပတ်သက်တဲ့နေရာသို့မဟုတ်အလုပ်နဲ့ပတ်သက်တဲ့နေရာအကြောင်းနဲ့တရားเนาะဘယ် area လဲဆိုတော့မသိပေမဲ့လို့ August ဟာကိုယ့်အတွက် transformation အတွက်အရေးပါတဲ့လတစ်ခုဖြစ်နိုင်တယ်။အဲ့လို transformation အတွက်အရေးပါတဲ့လမှာကိုကတခုကိုရွေးချယ်တဲ့အခါဆုံးဖြတ်တဲ့အခါမှာဘာကိုတန်ဖိုးထားပြီးတော့ရွေးချယ်မှာလဲဆုံးဖြတ်မှာလဲဆိုတာလည်းအရေးကြီးသွားတယ်ပေါ့နော်ပြီးတော့ဒီလထဲမှာကိုဖြစ်ချင်တဲ့အရာကိုဖန်တီးချင်တဲ့အရာတစ်ခုခုရှိနေခဲ့ရင်အဲ့ဒီအရာကိုဖြစ်အောင်လုပ်ဖို့ဖန်တီးဖို့အတွက်လိုအပ်တဲ့ resources တွေလိုအပ်တဲ့ skill တွေကကိုယ့်စီမှာရှိနေပြီးသားပဲဒါကယုံကြည်နဲ့ဖန်တီးလိုက်ဖို့ပဲဆိုတော့ဒီ collective message လေးပေါ့နော်ရာရင်ဖတ်ပေးမယ်ပေါ့အဲ့ဆိုတော့ရာတွေပိုင်းတစ်ခုချင်းစီအတွက် reading ကိုတွားလိုက်ကြမယ်အရင်ဆုံး pie 1လေးပေါ့နော်I want ပေါ့နော်ဒီ justice ဆိုတဲ့ card လေးကိုရွှေ့ခဲ့သူလေးတွေအတွက်ပေါ့နော် August ရဲ့ energy ပေါ့ဒီ card လေးတွေအရင်ချလိုက်မယ်ပြီးတော့မှအလုံးပေါင်းဖတ်မယ်ပေါ့နော်high one လေးတွေပေါ့နော်ကိုရွေးခဲ့တဲ့ဒီ justice ဆိုတဲ့ card လေးရယ်နောက်ဒီမှာထည့်ရလာတဲ့သုံးကတ်ရယ်ရတော့ဘယ်လိုလေးပဲဖတ်ပေးခြင်းလဲဆိုတော့high one ကိုရွေးခဲ့တဲ့သူလေးအတွက် August လဟာနည်းနည်းပင်ပန်းနိုင်တဲ့လလေးတစ်ခုဖြစ်နိုင်တယ်ဒီသူများတွေကပျော်နေတဲ့အချိန်မှာသူများတွေကအောင်ပွဲခံနေရတဲ့အချိန်မှာကိုကိုရိုင်းကကြတော့တာဝန်တွေများနေတာကိုကစိတ်ထဲမှာတနည်းနည်းနဲ့နောက်လို့
ထိခိုက်နေရတာဒီလို energy မျိုးလေးဖြစ်ကောင်းဖြစ်နေနိုင်တယ်။သို့မဟုတ်ကွာအပြင်ဘန်းမှာတော့တခြားသူတွေနဲ့ဆိုလို့ရှိရင်တော့ကိုယ်အဆင်ပြေတယ်ပျော်နေတယ်ပေါ့နော်ဒီလိုပုံစံမျိုးပြနေပြီမဲ့တကယ်တမ်းကျတော့ကိုယ့်ရဲ့စိတ်ထဲမှာမပျော်နေဘူးတနည်းနည်းနဲ့ဝန်ထုံဝန်ပိုးတွေအများကြီးကိုတည်ဆောင်ထားမိနေတယ်เนาะဒီလိုမျိုးလဲဖြစ်နိုင်တယ်ပေါ့ဆိုတော့ဖြစ်နိုင်ခြေလေးနှစ်ခုပေါ့နော်ဘယ်လိုပဲဖြစ်ပါပေါ့နော် by one တွေအတွက်ဒီ August မှာကိုကြုံနေရတဲ့ပင်ပန်းမှုတွေကိုယူထားရတဲ့เนาะဒီ responsibility တာဝန်တွေဆိုတာဟာကိုယ့်ကိုပိုကောင်းတဲ့လူတစ်ယောက်ဖြစ်ဖို့အတွက်เนาะဒီခရီးမှာပေါ့မဖြစ်မနေဖြတ်ကျော်ရမယ်လို့သဘောတရားလေးတစ်ခုလည်းဖြစ်နေနိုင်တယ်အခုချိန်မှာကိုကပင်ပန်းနေပြီမဲ့နောက်တစ်ချိန်ပြန်လှည့်ကြည့်လိုက်တဲ့အခါမှာဒီ August ထဲမှာကိုကြုံတွေ့ခဲ့ရတဲ့ပင်ပန်းမှုတွေဟာကိုเนาะနောက်ထပ်လူတစ်တယောက်လိုမျိုးလို့ပြောင်းလဲသွားအောင်လို့ကူညီပေးလိုက်နိုင်တဲ့ဂျားခံလို့အဖြစ်ပြက်ကလေးတွေပဲပေါ့เนาะဒီလိုမျိုးပြန်ပြီးတော့နောက်ပိုင်းကျရင်ပြန်နားလည်နိုင်လာတာလည်းဖြစ်နိုင်တယ်เนาะဆိုတော့အဲ့လိုလေးပဲเนาะဒီလေးခုကိုပေါင်းလိုက်တဲ့အချိန်မှာเนาะဒီလိုမျိုးလေးဖတ်ထားခြင်းတယ်ပေါ့ဆိုတော့အကယ်၍ဒါအခုထိရပြောခဲ့တဲ့သဘောတရားတွေနဲ့ August ထဲမှာတနည်းနည်းနဲ့ကိုယ်နဲ့ resonate ဖြစ်နေခဲ့တဲ့ဆိုလို့ရှိရင်သူများတွေပျော်နေတဲ့အချိန်မှာကိုကမပျော်နိုင်တာကိုငါကြမှာဖာလို့ဒီလိုဖြစ်နေရတာလဲဆိုပြီးတော့အဲ့လိုအရင်စိတ်ထိခိုက်စရာမလိုဘူးသူတို့လည်းသူတို့ဘဝခရီးမှာသူတို့အဆင်မပြေတဲ့အချိန်တာဝန်တွေများနေတဲ့အချိန်ဆိုတာရှိနိုင်တယ်ကို့မှာလည်းတစ်ချိန်ကျရင်ကိုတကယ်ပျော်နိုင်မဲ့အချိန်ဆိုတာရှိလာလိမ့်မယ်တယောက်နဲ့တယောက် timeline ကမတူဘူးပေါ့နော်ဒါကြောင့် compare သွားမလုပ်မိဖို့တစ်ချက်ပြန်တတိထားကြည့်ပါပေါ့နော်ဒီလိုမဟုတ်ပဲနဲ့ကိုကတကယ်တမ်းကျတော့ကိုယ်စိတ်ထဲမှာပင်ပန်းနေတယ်ဒါပေမဲ့နော်မိတ်ဆွေတွေနဲ့တွေ့လို့ရှိရင်တခြားသူတွေနဲ့တွေ့တဲ့အချိန်မှာကိုကပျော်ရွှင်နေပါတယ်လို့ပြုတ်မှုမိနေတယ်ဆိုလို့ရှိရင်လည်းအဲ့လိုကြီးအတင်းပေါ့နော်ကိုအဆင်ပြေနေတယ်ပျော်ရွှင်နေတယ်လှုပ်ရှားမလို့ကိုရဲ့တကယ်ဘယ်လိုလဲအမှန်တရားပေါ့နော်ဒီချိန်မှာငါမှပင်ပန်းနေတယ်ဒီချိန်ငါအတွက်မပျော်နိုင်ဘူးဆိုတဲ့ဟာကိုနော်အမှန်တိုင်းလေးချပြနိုင်တယ်ဆိုလို့ရှိရင်လည်းပိုကောင်းတယ်ပေါ့ဆိုတော့ just အဲ့လိုလေးပဲဖတ်ထားခြင်းတယ်နော်ဒီ by one ကိုရွေးခဲ့သူတွေဒီ reading မှာလာပြီးတော့နားထောင်မိတယ်ကိုကလည်းเนาะဒီလို August ထဲမှာဒီ energy နဲ့တွားပြီး resonate ဖြစ်နေရဆိုလို့ရှိရင်နည်းနည်းတော့ပို့ပြီးတော့ပင်ပန်းမယ်ပေါ့ကိုကြုံရတဲ့ຢာတွေဒီချိန်ခွင်လေးမှာကြည့်လို့ရှိရင်တစ်ဖက်ကကြောင်းမြတ်ရတနာလေးတွေတန်ဖိုးရှိတယ်တစ်ဖက်ကလိပ်ပြပေါ့เนาะနှစ်ခုတည်းကဘာကိုယူမလဲဆိုလို့ရှိရင်တော်တော်များများအများစုကတော့เนาะဒီပိုတန်ဖိုးရှိတဲ့ကြောင်းမြတ်ရတနာလေးတွေရွေးချယ်ခြင်းပါပဲဒီတိုင်းပဲပေါ့เนาะဒီသုံးကားတဲ့ energy တွေမှာဘယ်သူမှဆိုပြောချင်တာပေါ့เนาะဒါပေမဲ့တခါတလေမှာဒီခဏတာပျော်ရွှင်မှုထက်ပေါ့နော်ပိုပြီးတော့တန်ဖိုးရှိတယ်ပိုပြီးတော့အလေးချိန်တာတဲ့အပြောင်းလဲတစ်ခုတစ်ချိန်မှာရလာမယ်ဆိုလို့ရှိရင်အခုချိန်မှာကိုကြုံနေရတဲ့ပင်ပန်းမှုတွေကိုလည်းကိုကလက်ခံနိုင်ရမယ်ပေါ့နော်ဒါမှသာလျှင်ပိုပြီးတော့တန်ဖိုးရှိတဲ့ transformation တစ်ခုကိုတကယ်ကိုစီမှာဖြစ်လာနိုင်မယ်เนาะဒီလိုမျိုးလေးပြဖတ်ထားပေးကြည့်မယ်เนาะဆိုတော့ okay ဒါလေးက by one ပေါ့နော်အဲ့တော့ pie 2လေးတွေပေါ့နော်ဒီ the lever ဆိုတဲ့ card ကိုရွေးခဲ့သူလေးတွေပေါ့ reality card လေးမြင်တဲ့ချက်ဘယ်လိုခံစားရလဲဆိုတော့လူ2ယောက်ပေါ့နော်တယောက်ကိုတယောက်ရွေးချယ်ချတဲ့အခါမှာပန်းပွင့်တွေကြီးပဲရလာနိုင်တာမဟုတ်ဘူးเนาะထားလေးမှာစူးလေးတွေလည်းပါလာတတ်တယ်ပေါ့ဆိုတော့တယောက်ရဲ့စူးကတယောက်ကိုထိုးမိတဲ့အချိန်တွေလည်းရှိနိုင်တယ်ဆိုတော့နာကျင်ရတဲ့အချိန်တွေလည်းရှိမယ်လှပတယ်လို့ခံစားရတဲ့အချိန်တွေလည်းရှိနိုင်တယ်ပေါ့နော်ဒါလေးကလူတွေတယောက်နဲ့တယောက်ရွေးချယ်ကြတဲ့အချိန်မှာနော်လို့ကြုံရနိုင်တဲ့သဘောတရားလေးပေါ့ထားပါတော့ဒါ just ဒီ card ကိုရခံစားမိရဟာလေးတခုပဲပြောလိုက်တာAugust အတွက် card တွေရင်ချကြည့်လိုက်မယ်ပြီးတော့မှပဲအလုံးပေါင်းဖတ်မယ်ပေါ့နော်The level ဆိုတဲ့ card မှာလေအဲ့လိုအများစုကအဲ့လိုအချစ်ရင်းနဲ့ပတ်သက်တယ်တို့
ဖူးစာရှင်နဲ့ပတ်သက်တဲ့စသဖြင့်ဒီလိုမျိုးယူကြရဲဆိုပဲနောက်ထပ်လို့ interpretation လေးရတကွာပါလဲဆို choice လို့ရရွေးချယ်ရတာပေါ့နော်အဲ့မှာမှဒီ two or sort ဆိုတော့ရလာတဲ့အတွက်ကြောင့်ပိုင်းကျရွေးခဲ့သူလေးတွေဟာ August လထဲမှာတော့လို့ option နှစ်ခုထဲတစ်ခုခုကိုရွေးချယ်ရမယ်ဆိုတဲ့အခြေအနေမျိုးတွေကြုံကောင်းကြုံနိုင်တယ်။အဲ့မှာလည်းကွာတော့ဘယ် option ကိုရွေးရမယ်ဆိုတဲ့ဟာကိုဘာသာကိုချက်ချင်းရှင်းရှင်းလင်းလင်းပြပြတသားမဆုံးဖြတ်နိုင်ဘူးတွေ့ဝေနေတယ်။အချိန်ဆွဲနေမိရဲဆိုအဲ့လိုသဘောတရားမျိုးလေးတွေလည်းဖြစ်နိုင်တယ်။ဒါမှမဟုတ်လို့ရှင်လဲကိုကမဆုံးဖြတ်ရမယ်နဲ့တယောက်ကဝင်ဆုံးဖြတ်ပေးလိုက်လို့အခြေအနေရသွားသူပြောင်းလဲသွားလို့ကိုကဆုံးဖြတ်စရာမလိုတော့မဲ့เนาะအဲ့လိုမျိုးအနေထားတစ်ခုကိုထိုင်ဆောင်နေမိတာမျိုးเนาะဒီလိုသဘောတရားလည်းဖြစ်နိုင်တယ်ဒါပေမဲ့ဒီ energy ကလေဒီ card ရဲ့အဲ့လို tarot wisdom အရာသူပြောချင်တာအဲ့လိုမဆုံးဖြတ်ဘဲနဲ့နေတာနဲ့အခြေအနေကပြောင်းသွားမှာမဟုတ်ဘူးကိုကတခုခုအဆုံးဖြတ်လိုက်ရမယ်အဲ့မှာမှဒီ the lovers card နဲ့ချိန်ပြောရတော့ဘာလို့ပဲရွေးချယ်เนาะခုနပြောခဲ့သလိုပဲကောင်းတဲ့ຢာတွေပဲရှိမှာမဟုတ်ဘူးအခက်ခဲတွေလည်းရှိမှာပဲဒါကြောင့်မလို့ကောင်းတာတွေပဲရှိတဲ့ option ကိုရွေးချင်တယ်မကောင်းတာတွေရှိနေတဲ့ option ကိုမရွေးချင်ဘူးဆိုပြီးတော့ခလေးဆက်ဆန်စဉ်းစားလို့မရဘူးဒါကိုလုံးလို့ရှိရင်ငါဘလို့လူတယောက်ဖြစ်လာမှလဲဒါကိုရွေးချယ်လို့ရှိရင်ငါတကယ်ပြောနိုင်မလားစသဖြင့်เนาะကိုယ့်ရဲ့နှလုံးသားကတကယ်ပြောမဲ့အရာမျိုးကိုရွေးချယ်လိုက်နိုင်မယ်ဆိုရင်ပို့ပြီးတော့မှပိုင်းတူရွေးခဲ့တဲ့အတွက် August ကเนาะအဲ့လိုအကျိုးရှိသွားလောက်တယ်ပေါ့ဒီဘက်ကနှစ် card ကတော့ကောင်းတယ်ပေါ့เนาะတချို့တော့ပိုင်းတူလေးတွေအတွက် August ထဲမှာလေလို့ကိုစူးစမ်းနေခဲ့တဲ့အရာတစ်ခုခုဟာတကယ်အောင်မြင်လာတယ်ဖြစ်မြောက်တယ် accomplish ဖြစ်တယ်ပေါ့เนาะဒါကိုလည်းကိုရာကလည်းကိုယ့်ရဲ့စူးစမ်းအားထုတ်မှုရဲ့ရှားလက်ပေါ့နော်ဒီအတွက်အောင်ပွဲခံတယ်ဘေးကပတ်ဝန်းကျင်မှာရှိနေတဲ့သူတွေကလည်းကိုယ်ဝိုင်းပြီးတော့မှအောင်ပွဲခံပေးကြတယ်ဆိုတော့ဒီလို energy မျိုးလေးဆိုတော့ကျောင်းသားအရွယ်တွေအတွက်ဆိုလို့ရှိရင်ဆောင်းမေးပွဲတစ်ခုခုပြီးသွားတာအဲ့ဒီမှာလည်းတော်တော်လေးကိုမှာပေါ့နော်အဲ့လိုအမှတ်ကောင်းနဲ့အောင်မြင်တာလုံးနေတဲ့အသူတွေအတွက်ဆိုလို့ရှိရင်လည်း maybe promoted ဖြစ်သွားတာကိုလုံးနေတဲ့ project တစ်ခုခုကအောင်မြင်တယ်ရလက်ထွက်လာတာဒီလိုမျိုးဖြစ်နိုင်တယ်ဒီရဲ့နောက်ဆက်တွဲအနေနဲ့ကိုယ့်စီကိုအမတန်ကောင်းတဲ့ offer တွေအခွင့်အလမ်းတွေလည်းရလာနိုင်တယ်ပေါ့နော်ဆိုတော့အဲ့လိုလေးဖတ်ထားပေးခြင်းတယ်ဆိုတော့ပိုင်းတူကိုရွှေ့ခဲ့သူလေးအတွက်ဒီနှစ်ခါတဲ့ energy ကတော့ကောင်းတယ်ဒါပေမဲ့ဒီဘက်က two or sorts ရဲ့ energy ပေါ့နော်အဲ့လို decision တစ်ခုခုချလိုက်စရာရှိတဲ့အချိန်မှာမရွေးဘဲနဲ့မဆုံးဖြတ်လိုက်ပဲနဲ့အချိန်ဆွဲနေမိနိုင်ချေရှိရလေးတခုပဲဒါကိုလည်းဘလို့ကင်တွယ်တင်နေဆိုတဲ့ဟာကိုအရှင်းမရပြောခဲ့တယ်ပေါ့နော်ဆိုတော့ okay ဒါလေးက by 2လေးအတွက်ပေါ့နော်Part 3 ပေါ့နော် The Magician ဆိုတဲ့ card ပေါ့ဒါအရင်ဆုံး card လေးတွေချလိုက်မယ်ပြီးတော့မှအလုံးပေါင်းဖတ်မယ်ပေါ့နော်အော် part 3လေးတွေပေါ့နော်ဒီ6 on 1s က part 2မှာလည်းပါခဲ့တယ်အခုဒီမှာလည်းပြန်ပါတယ်ပေါ့နော်ဆိုတော့part 3လေးတွေဟာဒီလထဲမှာကိုလှုပ်ချင်တဲ့အရာတစ်ခုခုကိုဖန်တီးချင်တယ်ကိုရယူချင်တဲ့အရာတစ်ခုခုရှိခဲ့လို့ရှိရင်ကိုအားကိုးပြီးတော့ယုံကြည်နဲ့စူးစမ်းအားထုတ်တင်တယ်ပေါ့နော်ဒီ 9 of Pentacles ရဲ့ energy အရာလဲကိုအားကိုးတယ်ကိုယုံကြည်တယ်တကယ်ဖြစ်မြောက်အောင်လုပ်နိုင်တယ်เนาะဒီလို energy ဒီက6 of Wands ကလည်းကိုစူးစမ်းတဲ့အရာတစ်ခုခုဟာအောင်မြင်မှုရရှိတယ်ဒီအောင်မြင်မှုကိုတယောက်တည်းတည်းမှတ်ကားပဲနဲ့ဘေးကတခြားသူတွေကပါကိုနဲ့အတူတူဝင်ပြီးအောင်ပွဲခံနိုင်တယ်ဒီလိုသဘောတရားဆိုတော့ပြတော့ဒီ The Magician ဆိုတဲ့ဒီ card လေးရဲ့ဒီနှစ် card ရဲ့အလုံးပေါင်းပြီးတော့ဒီ3 card ပေါ့နော်ဒီအရှိ3 card ကိုပေါင်းပြီးတော့ဘယ်လိုရဲ့ message လေးကိုနားလည်တော့လဲဆိုတော့Part 3ကိုရွေးခဲ့သူတွေက August လထဲမှာကိုဖြစ်စင်တဲ့အရာတစ်ခုခုကိုယုံကြည်နဲ့ကိုအားကိုပြီးတော့
အချိန်ယူပြီးတော့စူးစမ်းအားထုတ်မယ်ဆိုလို့ရှိရင်ကိုလိုချင်တဲ့အရာကိုအောင်မြင်ပြီးရရှိနိုင်လိမ့်မယ်ပေါ့เนาะဒါပေမဲ့အဲ့ဒီမှာလုံးဝဒီခရီးဟာပန်းခင်းလန်းလားဆိုတော့ဒီလိုတော့မဟုတ်ဘူးเนาะတချို့တော့အချိန်တွေမှာအခက်အခဲတွေစိတ်ရှိရှိနဲ့ညင်ညင်တတအကင်တွယ်ဖို့လူမဲ့เนาะသဘောတရားတွေကြုံအောင်မှာပဲအဲ့လိုကြုံတဲ့အချိန်မှာကိုကမကြုံချင်ဘူးဒါမှမဟုတ်ရှင်မြင်မြင်ဆန်းဆန်းကြမ်းကြမ်းတမ်းကင်တွယ်ပြီးတော့ဖြည့်ရှင်းလိုက်တာမျိုးမလုပ်ပဲနဲ့ကိုဒီမှာလဲပြန်ပြီးတော့ကိုယုံကြည်နဲ့ဒီခက်ခဲဒီအခြေအနေကိုငါကင်တွယ်နိုင်တယ်ငါစိတ်အေးထားပြီးတော့ကင်တွယ်မယ်ဆိုပြီးတော့ကင်တွယ်ဖြည့်ရှင်းသွားမယ်ဆိုလို့ရှင်နောက်ဆုံးကိုလိုချင်တဲ့အရာကိုရမှာပဲပေါ့เนาะso okay by 3လေးတွေကတော့ရမြင်မှာเนาะဒီ August ကကောင်းတဲ့เนาะ energy တွေပို့ပြီးတော့အားတာတဲ့အလားလေးတစ်ခုပဲပေါ့နော်